ဒီမှာကျွန်တော်က diamond 100နဲ့ငါးမြောင်းအောင်ဖြစ်ပါတယ်ဖမ်းတဲ့နေရာမှာငါးသေးလေးပဲရရနေတော့ကျွန်တော်ကြော်အောင်ဖြစ်ပြီးတော့ legendary ငါးအကြီးသားတွေရောဘေးချိန်မှာရနိုင်လို့ဆိုတော့ပြပြအောင်မှာဖြစ်ပါတယ် skip but when does this game get fucking good legendary ငါးရတော့မယ်ဆိုရင်တော့ကျွန်တော်ခုပြသလိုပဲ record ယူဖို့သူကပြလာပါလိမ့်မယ်ပြီးရင်တော့အနီဆုံးထိကိုရောက်အောင်တွားပြီးတော့ဖမ်းနိုင်ရင်ရပါပြီwow ခုဒီငါးလေးကတော့ကျွန်တော်ဖမ်းသမျှထဲမှာတရားရင်တော့အပြေးရတဲ့ငါးလေးပဲဖြစ်ပါတယ်ဒီတစ်ခါမှလည်းမူတူးအနေနဲ့ record ယူဖို့ထပ်ပြလာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ legendary ငါးတစ်ကောင်ထပ်ရအောင်မှာဖြစ်ပါတယ်ကျွန်တော်တော့86ကြိမ်များပြီးတော့ legendary 9 နှစ်ကောင်ပဲရခဲ့ပါတယ်